အားလုံးပဲမင်္ဂလာပါအခုဒီချက်ကမိဘတွေမေးလို့ရှိတဲ့ parenting နဲ့ဆိုင်တဲ့မိဘတွေတွေကတစ်ခုကိုဖြည့်ပေးသွားမှာပဲဖြစ်ပါတယ်အခုဒီချက်ဖြည့်ပေးမှာကတော့ကလေးတွေကလူအများရှိသူတို့မသိကျွမ်းတဲ့သူတွေအနားမှာရှိပြီဆိုရင်စိတ်လှုပ်ရှားပြီးတော့ relax ဖြစ်တော့ပါဘူးဒီလိုမျိုးအခြေအနေတွေအတွက်ကလေးတွေကိုဘယ်လိုလုပ်ဆောင်ပေးရမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ဒါကိုကြည့်ခြင်းအပြင်ကလေးဟာတခြားသူတွေအနားမှာရှိခြင်းဟာသူ့အတွက် stress ဖြစ်စေတယ်ဆိုတဲ့သဘောပါပဲဒါကြောင့်မို့လို့လူများရှိမှစကားပြောဖို့လိုအပ်တဲ့အခါကျောင်းကဝဲတွေမှာပဲဖြစ်ဖြစ် stage ပေါ်မှာ performance လုပ်ရတော့မယ်ဆိုပါစို့ nervous ဖြစ်အောင် relax ဖြစ်အောင်လို့ meditation control breathing နဲ့ image training ကိုတိကျစွာလုပ်ဆောင်ပေးဖို့လိုအပ်ပါတယ် meditation အတွက်မျက်လုံးကိုမှိတ်ပြီးတော့စိတ်ကိုတက်တက်တတာလေးထားပေးရပါမယ်စက္ကန့်20လောက်ကြာပြီးတဲ့အခါမှာတော့ control breathing အတွက် breathe out breathing အနည်းဆုံး3ချိန်လုပ်ဆောင်ပေးပါဒါဆိုရင်တော့ image training လုပ်ဖို့အတွက်ready ဖြစ်နေပါပြီ image training ဆိုတာကတော့ကိုဖြစ်စေခြင်းတဲ့ပုံစံတိုင်း image နဲ့စိတ်ကူးပုံဖော်တာပဲဖြစ်ပါတယ် stage ပေါ်မှာ performance ကောင်းကောင်းလုပ်နိုင်တဲ့စကားကိုရေးရေးဝံ့ပြောနိုင်တဲ့စသဖြင့်ပေါ့ဒီလိုမျိုးအလေးအကျင့်လေးကိုအမြဲလုပ်ဆောင်ပေးခြင်းအပြင်ကလေးတွေရဲ့ nervous ဖြစ်မှုကိုအဆင်ပြေစေမှာပဲဖြစ်ပါတယ်အခုဆိုရင်တော့ကလေးတွေစိတ်လှုပ်ရှားတဲ့အခါမှာဘယ်လိုနည်းလမ်းလေးတွေနဲ့ကူညီပေးရမလဲဆိုတာကိုသိရှိသွားပြီလို့ယုံကြည်ပါတယ်ဗီဒီယိုလေးကိုကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်